လုံးပဲမင်္ဂလာပါ Skyrise Corner Education Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုပြောနေရကတော့ K ပါဆိုတော့ K တို့ဒီနေ့မှာ Ransik University ကိုရောက်ရှိနေရပေါ့နော်ဒီနေ့ဒီဗီဒီယိုလေးမှာပြပြပေးသွားခြင်းတဲ့အကြောင်းအရာကတော့ထိုင်းမှာအကြောင်းတက်ဖို့ရာအတွက်စိတ်ဝင်စားနေတဲ့သူတွေရှိရဆိုလို့ရှိရင်ထိုင်းရဲ့နေထိုင်စရိတ်စားတောက်စရိတ်ကျောင်းစရိတ်တွေဘယ်လောက်ကုန်မလဲဆိုတာကိုဒီဗီဒီယိုထဲမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ထိုင်းမှာကျောင်းတက်ဖို့ရာအတွက်စိတ်ဝင်စားတဲ့ကျောင်းသားမိဘတွေအပြင်ကျောင်းသူကျောင်းသားတွေအကုန်လုံးလည်းဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးကြပါအောင်နော်ဆိုတော့ထိုင်းမှာစားတောက်စရိတ်ကရောဘယ်လောက်ကုန်ပါလဲဒီမှာသမင်းတက်နက်စားမယ်ဆိုလို့ရှိရင်တော့တော်တော်များများကဘတ်40 50ဝန်းကျင်မှာရှိရပေါ့နော်အဲ့တော့ကိုက budget safe ဖြစ်နေချွေတာပြီးစားခြင်းနဲ့ဆိုရင်ကျောင်းရဲ့ကန်တင်းတွေမှာစားလို့ရတယ်တရက်ကိုဘတ်100ဝန်းကျင်လောက်နဲ့စားလို့ရတယ်ဒါပေမဲ့ဒီလိုမျိုးအပြင်ဆိုင်တွေမှာစားမယ်ဆိုရင်တော့ကြားတဲ့လောက်ရှင်းရမှာပေါ့နော်အခုနောက်မှမြင်နေရတာကတော့ Ransik University ရဲ့ dorm ပေါ့နော်အဲ့တော့ဒီမှာနေထိုင်စားတောက်စရိတ်ထဲမှာနေစရိတ်ကဘယ်လောက်ကျမလဲဆိုတော့သူတွေအတွက်ပေါ့နော်ဒီ dorm နေဆိုလို့ရှိရင်တော့ပုံမှန်အားဖြင့်သူက semester တစ်ဖြတ်ကို1000ဝန်းကျင်ရှိရပေါ့နော်ဒါပေမဲ့ roommate ကတော့သူတို့ရဲ့ choose လုပ်ပေးတဲ့ random people နဲ့နေရမှာဖြစ်ပါတယ်ဆိုတော့တစ်ခါတလေမှာထိုင်းလူမျိုးတွေလည်းဖြစ်နိုင်တယ်လို့မြန်မာအချင်းချင်းလည်းဖြစ်နိုင်တယ်လို့ Bhutanese တွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုကနေထိုင်စားတောက်စရိတ်မှာနေစရိတ်ကို short ချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး university အတွင်းထဲမှာရှိတဲ့ dormitory တွေမှာနေရင်းနဲ့စရိတ်ကိုshort ချလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဒီအပြင်မှာ university ရဲ့9မိနစ်အကွာအဝေးလောက်မှာရှိတဲ့ apartment တွေဆိုလို့ရှိရင်ပေါ့နော်သူကဒီတလားကိုဘတ်6000 9500ဘတ်6000 9000ဒီလိုမျိုးအစားအစာရှိရပေါ့အဲ့တော့ကိုနေတဲ့ apartment နဲ့ကိုနေတဲ့နေရာအပေါ်မှာလိုက်ပြီးတော့မှနေစရိတ်တွေကလည်းထပ်ပြီးတော့ကွာခြားနိုင်ပါတယ်ဆိုတော့အနည်းဆုံးအောက်ထစ်ဆုံးကတော့ကေတို့ပြခဲ့သလို Ransik University ရဲ့ dormitory မှာဆိုလို့ရှိရင် semester တစ်ဖြတ်ကို1000ဝန်းကျင်ပေါ့နော်အခုပြပြပေးသွားမယ့်အကြောင်းအရာကတော့ကေတို့ဒီ Ransik University ကိုဦးတည်ပြီးတော့ခါကြတော့မှ tuition fees ဘယ်လောက်ကျနိုင်လဲဆိုတာကိုတွက်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကေတို့တွေကဒီ Ransik University မှာဆိုလို့ရှိရင်ပေါ့နော် major ရွေးချယ်စရာတွေအနေနဲ့ international business information and communication technology ပြီးတော့ design ပိုင်းပြီးတော့ biomedical science ပြီးတော့ digital innovation communication arts IRD fashion design biomedical engineering, tourism, hospitality and sports, and civil engineering, interior design, computer science ဆိုပြီးတော့မှအများကြီးရှိရပေါ့နော်ဆိုတော့ဒီ major တွေထဲမှာမှသူက major တစ်ခုချင်းစီအလိုက်တွင်းရတဲ့ fees တွေကတော့အနည်းနဲ့များကွာသွားနိုင်မှာပဲမဲ့ general အားဖြင့်ဆိုလို့ရှိရင်တော့ semester တစ်ဖြတ်ကိုဘတ်6000ကနေပြီး9000ဝန်းကျင်ကျနိုင်တယ်ပေါ့နော်ဒီကလည်းဘယ်လိုကွာသွားလဲဆိုတော့ကို subject ယူတဲ့အပေါ်မှာမူတည်ပြီးတော့ lab ဖိုးတွေတွင်းရတဲ့ဟာနဲ့activities တွေတွင်းရတဲ့ဟာပေါ်မှာမူတည်ပြီးတော့ကွာခြားသွားနိုင်တာပါအဲ့တော့ကီရိုတွေပုံမှန်အားဖြင့်တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် biomedical science major ကတော့ fees တွင်းရတဲ့ဟာကအနည်းဆုံးပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့က semester တစ်ဖြတ်ကို subject ယူရတာနည်းတယ်ပြီးသွားလို့ရှိရင်သူတို့တွင်းရတဲ့ fees ပမာဏကတခြား international program တွေနဲ့ရှင်တယ်ဆိုလို့ရှိရင်နည်းနည်းပဲကျတယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်အသေးစိတ် biomedical science major အကြောင်းကိုတော့ကီရိုဗီဒီယိုလေးလုပ်ထားဖြစ်တဲ့အတွက်အဲ့ဒီမှာသွားကြည့်လို့ရပါတယ်ဒါပေမဲ့အခုလောလောဆယ်အတွက်ကတော့အကျဉ်းပြင်းအားဖြင့်ကီရိုတွက်ကြည့်မယ်ဆိုရင်တစ်နှစ်စာအနေနဲ့ဘတ်အားဖြင့်3သိန်းဝန်းကျင်မှာရှိရပေါ့နော်ဆိုတော့ကီရိုတွေကဒီမှာ3နှစ်ခွဲကနေ4နှစ်တက်ရမှာဖြစ်တဲ့အတွက်ကြောင့်tuition fees ကို4နှစ်စာတွက်ကြည့်မယ်ဆိုလို့ရှိရင်ဘတ်6သိန်းဝန်းကျင်ကျနိုင်ပါတယ်Okay ဆိုတော့ကီရိုတွေပေါ့နော်ဒီနေ့ဗီဒီယိုလေးမှာပြပြပေးသွားတဲ့ဟာအရာနေထိုင်စားတောက်စရိတ်တွေအကုန်လုံးပေါင်းတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်စားတောက်စရိတ်ကတော့ budget safe ဖြစ်နဲ့ချွေတာစားမယ်ဆိုရင်တစ်လောက်9000လောက်လို့ခံမှန်းလို့ရတယ်ပေါ့နော်အဲ့ဒါပြီးသွားရဲဆိုလို့ရှိရင်ကိုကဒီစားတောက်တဲ့ဟာကို4နှစ်စာပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဘတ်3သိန်းဝန်းကျင်လောက်တော့ပတ်ချာလေးလောက်တော့ကြောက်မှာဖြစ်ပါတယ် and ပြီးတော့ဒီနေထိုင်စရိတ်ပေါ့နေထိုင်စရိတ်ကကီရိုကဒီနေ့ပြောသွားခဲ့တဲ့ dorm မှာနေမယ်ဆိုလို့ရှိရင်သူကsemester တစ်ဖြတ်ကို12000လောက်နဲ့ကီရိုတွက်ကြည့်ပေးထားရပေါ့နော်ဆိုတော့12000လောက်ကို semester ကနှစ်ဖြတ်တက်ရတယ်အဲ့ဒါပြီးသွားရဲဆိုရင်ဒီ4နှစ်စာအနေနဲ့ကိုရီတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဘတ်2သိန်း5000ဘတ်2သိန်း4000ပတ်ချတယ်လောက်တော့ကြာမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်ကျောင်းစရိတ်ကလည်းကီပြောခဲ့တယ်လို့ပဲ semester အလိုက် major အလိုက်ကွာခြားမှာဆိုပေမဲ့အကြမ်းမြင်အားဖြင့်
သူကဘတ်6သိန်းဝန်းကျင်လောက်တော့ကြာမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့အကုန်လုံးထိုင်းနိုင်ငံမှာကျောင်းတက်ဖို့ရအတွက်ကိုစဉ်းစားနေပြီဆိုလို့ရှိရင်နေထိုင်စားသောက်တဲ့စရိတ်တွေအကုန်လုံးပေါင်းကဘတ်9သိန်းပတ်ချလဲလောက်ကိုကြာမှာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာပေါ့နော်တော်တော်များများအကြောင်းလာတက်ပြီးဆိုတာနဲ့သူတို့အတွက်အကြောင်းသားတွေအတွက်ပေါ့freelance အနေနဲ့လုပ်ကြတာတွေရှိရဲ online ကနေပြီးတော့မှဒီလို suppliers အလုပ်တွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးကိုလုပ်လို့ရတဲ့ဟာမျိုးလေးတွေကိုအကြောင်းသားတွေအနေနဲ့ expense cover ဖြစ်အောင်လုပ်ကြတာမျိုးရှိပါတယ်အဲ့တော့အသေးစိတ်ဒီမှာအကြောင်းလာတက်တယ်ဆိုလို့ရှိရင်ကြာနိုင်လောက်မဲ့ cost တွေပြီးတော့အကြောင်းရွေးချယ်မှုတွေ major ရွေးချယ်မှုတွေအပါအဝင်ဒီမှာဘယ်လိုမျိုး career opportunities တွေရှိလဲဆိုတာကိုသိဖို့ရအတွက် Kiro ရဲ့ Skyrise page မှာလာပြီးတော့ consultation ဆွေးနွေးတိုင်ပင်မှုတွေလုပ်လို့ရပါတယ်။ Kiro အနေနဲ့ရှောက်ထားတဲ့ရှောက်ပေးဖို့ရအတွက်ပေါ့နော်။အကြောင်းတွေအများကြီးနဲ့လည်းချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွံ့ရွံ့ကြီးကြီးနဲ့Kiro CEO လာပြီးတော့ consultation section တွေလာယူလို့ရပါပြီရှင်။ဆိုတော့ next video မှာပြန်တွေ့ကြပါမယ်။